ကျွန်တော်တို့ဗမာပြည်ကြီးစကားဝိုင်းမှာဒီနေ့ဖိတ်ခေါ်ထားတဲ့သူကတော့2026ခုနှစ်ဘာကလက်ဟာပဲအပူနွေးနွေးဆုရှင်ကိုဆိုင်ပဲဖြစ်ပါတယ်ကိုဆိုင်ရင်မင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျဟုတ်ပြီးခဲ့တဲ့ရက်ပိုင်းကနော်ဝေနိုင်ငံအော်စလိုမြို့မှာဘာကလက်ဟာပဲဆုကိုဆိုင်တို့သွားယူတာတွေ့လိုက်တယ်နော်အဲဘာကလက်ဟာပဲဆုဆိုတာဘယ်လိုဆုမျိုးလဲသူတို့ကဘာကြောင့်ကိုဆိုင်ကိုဆုပေးရလဲဘာမှပြည်ပြည်သက်တွေသိအောင်အဲ့ဒါလေးအရင်ဆုံးရှင်းပြပေးပါဟုတ်ကဲ့ဒီ Vaclav Havel ဆုကကျွန်တော်နာမည်ကတော့ဒီ Vaclav Havel Human Rights Award for Creative Dissent ပေါ့နော်ဒီ Vaclav Havel ဆုကတော့နာမည်ကတော့ဒီ chat သမရ Vaclav Havel ကိုဆွဲပြုပြီးလုပ်ထားတာဖြစ်ပါတယ်ဒီဆုကသူတို့2000နဲ့ဒီ12လောက်ပြည်စာရီပေးရပေါ့နော်ဒေါ်ဆန်းစုကြည် I will way အဆောင်ရှိတဲ့ပုံကိုယ်တွေ2012ပေါ့နော်ပြီးတော့ Mano ဆိုရဲဒီ Saudi Arabia ကဒီကာမျိုးသမီးလှုပ်ရှားမှုပိုင်းဆိုင်ရာပေါ့နော်မျိုးသမီးတွေဘယ်လိုကာမစပြီးတော့မောင်းနေဆိုတဲ့ကိစ္စမျိုးတွေပေါ့နော်အဲ့ဒါနဲ့စာရေးတဲ့စာအုပ်စာရေးသူဒီ Mano ရဲ့ IOV ရဲ့ပြီးတော့ဒေါ်ဆန်းစုကြည်ရဲ့ပေါ့သူ2012ကနေစပြီးတယ်ပေါ့နော်အဲ့အနေစပြီး2000နဲ့အခုထိကိုပဲ2026ထိပဲသူတို့ပြီးကြတယ်ပေါ့။ Vaclav Havel ကသူကိုယ်တိုင်ကလည်းဒီကျွန်တော်တို့ဒီလူခွင့်ပိုင်းဆိုင်ရာပြီးဒီ playwright ပိုင်းဆိုင်ရာမျိုးနဲ့သူရေးလာတယ်လူခွင့်ပိုင်းဆိုင်ရာပြီးနိုင်ငံရေးပိုင်းဆိုင်ရာနဲ့သူကခေါင်းဆောင်တူဖြစ်တယ်ဆိုတော့ဒီလိုမျိုးမတူညီတဲ့ intersection ကြားမှာလှုပ်ရှားနေကြတဲ့ပုံကိုယ်တွေကိုပေးတယ်ပေါ့နော်အဲ့လိုတော့ကျွန်တော်သိထားပါတယ်ခင်ဗျဟုတ်မြန်မာနိုင်ငံမှာဘာကလက်ဟာပဲဆုရတဲ့သူကဒေါ်အောင်ဆန်းစုကြည်နဲ့ကိုဆိုင်ပဲရှိတယ်ပေါ့နော်အခုချိန်ထိတော့ဒေါ်အောင်ဆန်းစုကြည်ကကိုဆိုင်ဖေရဲ့ခေါင်းဆောင်ကိုဆိုင်ဖေနဲ့ထောင်ထဲမှာစေအုပ်စုရဲ့ထောင်ထဲမှာအတူတူရှိနေတယ်ဆိုတော့ဒီဆုရနဲ့ပတ်သက်ပြီးတော့ကိုဆိုင်ရဲ့စိတ်ထဲမှာဘယ်လိုခံစားမှုဖြစ်ကြလဲနိုင်ငံရေးကျင်းသားတယောက်ရဲ့သားကဒီလိုနိုင်ငံတကာဆုတစ်ခုကိုရခဲ့တဲ့အားနဲ့ပတ်သက်ပြီးတော့ကိုဆိုင်ရဲ့စိတ်ခံစားမှုလေးနည်းနည်းရှင်းပြပါဆုပေးတဲ့ president တော့ကျွန်တော် in touch ဖြစ်တာကြာပါပြီဖြစ်တယ်ဆိုတာ2022ကလေးอ่ะပေါ့နော်ကျွန်တော်အဖွဲ့အစည်းမျိုးစုံဒီကျွန်တော်2021ထွက်လာဒီနှစ်ကုတ်ခါနေထွက်လာခဲ့တဲ့အချိန်ကနေစပြီးတော့ပေါ့နော်ဟိုအသက်ဖက်နဲ့ထုတ်ပြီးထွက်လာပြီးတော့နောက်ပိုင်းမှာကိုတနိတ်တန်ချထားတဲ့အတိုင်းပေါ့ဒီကိုနိုင်ငံရဲ့ဒီအခြေအနေကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဒီ highlight လုပ်ဖို့အတွက်ဆိုတော့အဲ့ဒါကိုစပြီးတော့လောက်လာတဲ့အချိန်မှာလည်းကျွန်တော်တို့ကြည့်လိုက်ရတာမြန်မာနိုင်ငံတခုဒီလွတ်လပ်မှုရသွားတယ်ဒီမိုကရေစီရသွားတယ်ဆိုတော့ကျွန်တော်တို့ဒီမိုကရေစီက sustainable ဖြစ်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီ regional ဘိုင်းဆိုင်ရာဟိုဒီ freedom ကဒီ regional ဘိုင်းဆိုင်ရာ democracy ဆိုတာလေကျွန်တော်တို့ဒီ regional ဘိုင်းဆိုင်ရာရဖို့ပေါ့လေရေးကြီးတယ်ဆိုတော့မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ရှိနေတဲ့ဥစ္စာအများတန်းဒီတရုတ်နိုင်ငံလိုမျိုးဒီအင်အားကြီးနိုင်ငံတွေက invade လုပ်တာတော့ခံရမှာပဲပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီဟာကိုလှုပ်ဖို့ကြိုးစားရင်းနဲ့ကျွန်တော်ဒီ Human Rights Foundation ဖွဲ့စည်းနေသွားပြီးတော့ industry ဖြစ်မိတယ်ဒါပေမဲ့ကျွန်တော်အဲ့တုန်းကကျွန်တော် identity ကလည်းတော်တော်လေးဟိုကျွန်တော် underground နေတယ်ဆိုတဲ့အနေအထားဖြစ်တဲ့လျောက်ပေါ့နော် media တွေနဲ့ industry ဖြစ်တဲ့ညမှာလည်းကျွန်တော်မျက်နှာမပြရတဲ့လျောက်ကျွန်တော်နာမည်ဘယ်သူလဲဆိုတာလည်းကျွန်တော်အနေနဲ့ဟိုအပြည့်စုံပြောလို့မရတဲ့အချိန်မှာတော့အရင်ခက်ခဲပါတယ်အဲ့တော့ဒီဆူရှိရလဲကျွန်တော်မသိဘူးဒါပွင့်လင်းပြောမယ်ဆိုရင် Vaclav Havel ဒီသမရဆိုတာပဲကျွန်တော်သိရဒီစုရိအကြောင်းလည်းကျွန်တော်သိထားတာမရှိဘူးဒါပေမဲ့သူတို့ဒီ net ထဲမှာပဲဆူလာပေးရဖို့ခံစားရပါတော့အရင်တော့ကတော့ဟိုကျွန်တော်ထင်တယ် award တွေ recognition ရတဲ့ဥစ္စာအရင်တော့ကတော့2021မတိုင်ခင်တော့ကတော့ပျော်တယ်ပေါ့နော်ဒါကတော့ကျွန်တော်လူတဘာဝရပျော်တယ်ဒါပေမဲ့2021နောက်ပိုင်းမှာကြတော့ဟိုကျွန်တော်ထင်တာကတော့ movement အတွက်ကောင်းတယ်ကိုရီလို့ဖို့စူးစမ်းနေတယ်ဒီ highlight လုပ်ဖို့စူးစမ်းနေတဲ့ဒီ atrocity တွေဘယ်လိုကျူးလွန်ခံရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကိုရဲ့ဒီ level ဘောင်ကနေပြီးတော့ဒီ educate awareness raising နေရာအတွက်တော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ individually ပြောမယ်ဆိုရင်တော့ဟိုဘလို့တော့မှမခံစားရဘူးဆိုတဲ့အနေထားတော့ဟိ
ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုလူချင်တာကိုစုမဟုတ်ဘူးလေကိုလူချင်တာနိုင်ငံချင်းသားတွေလွတ်မြောက်ဖို့အတွက်ကိုနိုင်ငံလွတ်မြောက်ဖို့အတွက်ဆိုတော့အဲ့လိုပြောမယ်ဆိုရင်ဒီစုကနိုင်ငံချင်းသားတွေလွတ်လာနိုင်တယ်ကိုဖားခင်ပြီးတော့တခြားကိုဖားခင်လိုမျိုးပုံကုမျိုးတွေလွတ်လာနိုင်တယ်ဆိုရင်ကအဲ့ဒါကိုလိုလာတာပေါ့နော်စုတော့လိုချင်တာမဟုတ်ဒါပေမဲ့လည်းဒီလိုမျိုးစုရတယ်ဆိုရင်ဥစားလဲကျွန်တော်ထင်တယ်ကျွန်တော်တို့လုပ်နေတဲ့ movement အတွက်ကောင်းတယ်လို့ပဲယူဆပါတယ်ကိုဆိုင်ကဒီအာနာသိမ့်ပြီးတော့မှကိုဆိုင်အဖေဒေါက်တာလင်းထော့အဖမ်းခံပြီးတော့မှဒီလူခွေထိုးဖောက်မှုတွေကိုစန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာပါလာတယ်လို့ပြောမှာပေါ့နော်ကျွန်တော်2014-15လောက်ကစပြီးတော့ဒီcivil education peace building conflict transformation စရှိတဲ့course တွေကျွန်တော်lecturer အနေနဲ့ educator အနေနဲ့စပြီးကျွန်တော်သင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စီမာကကျွန်တော်အနေနဲ့ကဒီtertiary education အနေနဲ့ကinstitutionally ကျွန်တော်ရထားတာမရှိပါဘူးကျွန်တော်တို့အနေနဲ့ကခုနပြောလို့ပေါ့နော် American Center ပြီးတော့တခြားနိုင်ငံတကာဖွဲ့စည်းတွေကနေပြီးတော့ပေးတဲ့ workshop တွေကနေဒီစင်မယ်ဒီဥစ္စာတွေက educate လုပ်ရတာပေါ့နော်ကို educate လုပ်ရတယ်အဲ့တော့ဒီ peace building မိုင်းဆိုင်ရာ conflict transformation မိုင်းဆိုင်ရာကျွန်တော်တို့ကျွန်တော်တို့ဒီမွေးရဇာတိလာရှိုးမှာစပြီးတော့ဒီဘာသာရေးပိုင်းဆိုင်ရာအသွင်ဆောင်တဲ့ပြိပခါတွေဖြစ်လာတဲ့နောက်ပိုင်းပေါ့နော်ဆိုတော့အဲ့ကနေစပြီးကျွန်တော်အဲ့ပိုင်းမှာ design မတ်လုပ်ခဲ့တယ်ပေါ့နော်အဲ့ကနေပဲစပြီးတော့လဲကျွန်တော်ကင်မရာတစ်လုံးဝယ်ပြီးတော့ကိုစပြီးတော့လေ့လာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ကနေစပြီးတော့နောက်ပိုင်းကျတော့ကျွန်တော်လုံနေတဲ့ကူးလူးနေတဲ့ level တွေမတူညီတဲ့ level တွေဥစ္စာတွေကနောက်ဆုံးတော့ပေါင်းသွားတယ်လို့ပဲပြောရမှာပေါ့ဟုတ်ကဲ့ကိုဆိုင်တို့စုပေးပွဲမှာ Hollywood ရုပ်ရှင်မင်းသားနာမည်ကြီးပေါ့နော် Richard Gere ခမ်းနားမှုတက်လုပ်တာတွေ့ရတယ်ပြီးတော့စုယူတဲ့အချိန်မှာလဲကိုဆိုင်ကဒီထောင်ဝင်းစုံအပြာကြီးဝတ်ပြီးတော့စုတက်ယူတာတွေ့ရပေါ့နော်အဲ့တော့ဒီပြီးတော့လဲစုလက်ခံပြီးမှကိုဆိုင်ဖေဒေါက်တာလင်းထွတ်အပါဝင်ဒီကမ္ဘာလုံးကနိုင်ငံရေးကျင်းသားတွေကိုစားဒီစုကိုလက်ခံယူတာလို့ပြောတယ်ဘာဖြစ်လို့အခြားနိုင်ငံကနိုင်ငံရေးကျင်းသားအကြောင်းတွေပါကိုဆိုင်ကထည့်ပြောရတယ်အဲ့ဒါလေးနည်းနည်းလေးရှင်းပြပြကျွန်တော်တို့ဒီအစတော့ကျွန်တော်တို့ reach out လုပ်လာတာကကျွန်တော်တို့တည်ထားတဲ့ဥစ္စာကဒီ高江 brother ဒီ artist 高 brother ထဲကတူဖြစ်တဲ့高江သူအသက်80ရှိပါပြီသူကဒီထောင်ထဲမှာရဲ630ကျော်ပေါ့နော်သူဒီတရုတ်ဒီ communist party ကနေပြီးတော့နော်China communist party ကနေပြီးသူကိုဖမ်းထားတယ် American နိုင်ငံသားဖြစ်နေပေါ့နော်ပြီးတော့သူမိသားစုဝင်နေလဲတရုတ်ပြည်ကနေပြီးတော့ပြန်ပြီးတော့American နိုင်ငံကိုပြန်ပြီးတော့ပြန်ခွင့်မပေးဘူးပေါ့နော်ဆိုတော့သူတို့မှာကAmerican passport holder တွေဖြစ်ရဲ့ဒါနဲ့ပြန်ပေးဆွဲခံထားရဆိုတဲ့အနေထားဘာကိုကျူးလွန်လဲဆိုတော့ကျူးလွန်ချက်ကမရှိဘူး artistic freedom အနေနဲ့သူတို့ခံစားရတဲ့ဥစ္စာကိုသူတို့အနေနဲ့ပြရတဲ့လူတွေပေါ့နော်ပြီးတော့သူတို့ရဲ့ active ဖြစ်လာတာကလည်းဒီသူတို့ရဲ့ activism 1989 Tiananmen Square massacre ကလေးကစတာဆိုတော့ကျွန်တော်တို့အနေနဲ့ကကျွန်တော်မြန်မာပြည်ရဲ့သမိုင်းကြောင်းတစ်ခုအနေနဲ့ပဲကျွန်တော်တို့ကကြည့်ရတယ်ဆိုတာထပ်ပေါ့နော် movement တွေကတော့ချိတ်ဆက်မှုရှိနေလို့ကျွန်တော်အနေနဲ့ယူဆတယ်ဒါတူတယောက်တဘာသာအနေနဲ့လည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဥပမာ1988ကျွန်တော်စီမှာကဒီရှစ်လေးလုံးရေတော့ပုံဖြစ်တယ်နောက်ကျောင်းသားတွေတက်ခံရတယ်89ကျတော့လေကျွန်တော်တို့ Tiananmen Square မှာကျောင်းသားတွေတက်ခံရပြန်တယ်ဆိုတော့ဒီလိုမျိုး atrocity တွေကပေါ့နော်ဒီ impunity ရနေတယ်ဆိုရင်ပြစ်တဲ့တက်ခံရခြင်းမရှိတဲ့ဆိုတဲ့ဟာကဒီ data ဘိုင်းဆိုင်ရာကျွန်တော်တို့ဒီယဉ်ကျေးမှုတစ်ခုဖြစ်လာတဲ့အချိန်မှာပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးဆိုတဲ့အရာကယဉ်ကျေးမှုတစ်ခုဖြစ်လာတဲ့အချိန်မှာကျွန်တော်အနေနဲ့ကြည့်ရမယ့်ဥစ္စာဒီလိုမျိုးယဉ်ကျေးမှုကကဘာတလျောက်ကဘာတခြားကဘာတဝမ်းပေါ့တက်နေသွားရဆိုရဲ
အနေထားရှိရလို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ဆိုတော့အလားနီတူပဲ2021နောက်ပိုင်းမှာကျွန်တော်တို့ဒီနယူးဒေါ်လာကြီးဆိုတဲ့ဥစ္စာက3 finger salute ကရခဲ့တယ်ဆိုတဲ့ဥစ္စာကလည်းကျွန်တော်ထိုင်းနိုင်ငံ movement တွေကနေပြီးရခဲ့တာပေါ့နော်ထိုင်းနိုင်ငံ movement ကလည်းခုနပြောလို့3 finger salute ကဒီကျွန်တော်တို့ဒီ Hunger Game ကနေယူထားတာဆိုတော့ဒီလိုမျိုး resist လုပ်တဲ့ပေါ့နော်ကျွန်တော်တို့ဒီ revolution တွေရဲ့ယဉ်ကျေးမှုကလည်းအားလုံးကကုလူပြန့်နှံ့နေတာဆိုတော့ကုလူပြန့်နှံ့နေတယ်ဆိုတဲ့ဥစ္စာလည်းကျွန်တော်တို့ဒီနယ်သက်မြင်းကျော်တဲ့နိုင်ငံရဲ့နယ်သက်မြင်းကျော်တဲ့ကိစ္စအရာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအဲ့အကြောင်းမလို့ကျွန်တော်အနေနဲ့ယူဆတာကဒီ solidarity တသားတည်းရှိမှုဆိုတဲ့ဥစ္စာကကျွန်တော်တို့အတွက်အရေးကြီးတယ်ဒါတွေက solidarity ဆိုကလည်းတသားတည်းရှိမှုကဒီနယ်သက်မြင်းပြင်ပကနေပြီးတော့ကျွန်တော်တို့အားလုံးချိတ်ဆက်နေဖို့အရေးကြီးတယ်ကူလူနေဖို့အရေးကြီးတယ်ထောက်ခံနေဖို့အရေးကြီးတယ်ဘာလို့လဲဆိုတော့နိုင်ငံတကာမှာဒီအာဏာရှင်တွေအကုန်လုံးကအတူတူတကယ်ကိုပဲခါခိုင်မာမာလက်တွဲပြီးလုပ်နေကြတာပေါ့နော်လက်နက်အားဖြင့်တော့၎င်းဒီတန်ရေးတပန်ရေးအားဖြင့်တော့၎င်းကုလသမဂ္ဂမှာလည်းဒီ video hour ပါ video power အနေနဲ့အချင်းချင်းထောက်ပံ့နေတယ်ဆိုရက်အရာတော့၎င်းပေါ့နော်မျိုးစုံပါဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အလျောက်မှာကျွန်တော်တို့ဒီဖိနှိပ်ခံနေရတဲ့နိုင်ငံတကာမှာရှိနေတဲ့ဒီ civil society ရပ်ဘက်ဖွဲ့စည်းတွေကျွန်တော်တို့အရက်သားတွေအကုန်လုံးကဘာလို့တယောက်နဲ့တယောက် solidarity မဖြစ်ဘဲနဲ့နေကြမလဲပေါ့နော်အဲ့တော့အဲ့ဒါကြောင့်မလို့နိုင်ငံရေးအကျဉ်းသားဆိုတဲ့ကိစ္စရဲ့ကလည်းဒီအခုထက်ထိပြောရမယ်ဆိုရင်ဒါလုံးဝရှိတဲ့ကိစ္စတော့လည်းမဟုတ်ပါဘူးကိုအောင်ကြီးတို့ကိုယ်တိုင်ပေါ့နော်တခြားကျွန်တော်တို့ဒီမျိုးဆက်တွေကိုယ်တိုင်ဒီမိုကရေစီအတွက်လူ့ခွင့်ရေးအတွက်ရရှိဖို့အတွက်ကြိုးစားခဲ့တဲ့ပုံကိုယ်တွေကျွန်တော်တို့ဒီမျိုးဆက်ကတစ်ဆက်ဖြစ်နေတော့ညာလဲဖန်ခံရတဲ့ပုံစံမိသားစုတွေနှိပ်ကွပ်ခံရတာကျွန်တော်တို့ဒါတွေအကုန်လုံးကခုနပြောလို့ပေါ့နော်နိုင်ငံရေးစီးပွားရေးလူမှုရေးပိုင်းဆိုင်ရာနှိပ်ကွပ်ခံရတာအမြင့်ဖြတ်ခံရတယ်ဆိုတဲ့ကိစ္စရပ်တွေကအခုထိရှိနေတော့မယ်အဲ့ယဉ်ကျေးမှုပိုင်းဆိုင်ရာဒီအာဏာရှင်တွေရဲ့သုံးဆွဲတဲ့ဖိနှိပ်ရေးပိုင်းဆိုင်ရာယဉ်ကျေးမှုကလည်းအခုထိကိုပဲတွေ့ကြီးအသုံးပြုနေတော့မယ်ဒါတွေကနိုင်ငံပေါင်းစုံကအာဏာရှင်တွေအကုန်လုံးကလည်းဒီယဉ်ကျေးမှုကိုသုံးနေကြတာပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကြည့်ရင်ဒီဖိနှိပ်ခံတန်တရားကိုကင်းလွတ်ဖို့ကတော့ကျွန်တော်နိုင်ငံတကာနဲ့ထဲနဲ့ကျွန်တော်လုပ်လို့မရဘူးသူတို့သုံးနေနီးတွေနှိပ်ကွက်တဲ့နီးတွေကလည်းအာဏာရှင်တွေချင်းချင်းကလည်းဒီသူတို့တယောက်ကိုတယောက်သူတို့က inspiration ယူပြီးတော့ဖိနှိပ်နေကြတာပေါ့နော်ဆိုတော့အဲ့ဒါအကြောင်းအလို့ငါကျွန်တော်အနေနဲ့ကလည်းဒီဂျင်မီလိုင်လို့တော့လကားပေါ့နော်ခုနတော့ဒီ Iranian မှာရှိနေတဲ့ဒီနိုင်ငံရေးအကျဉ်းသားဖြစ်တဲ့နိုင်ငံရေးအကျဉ်းသူဖြစ်တဲ့ Nagas Mohammadi ကဲ့သို့လို့လကားဂေါဂျန်ကဲ့သို့လို့လကားအဲ့တော့ဒေါအောင်ဆန်းစုကြည်ကဲ့သို့လို့လကားကျွန်တော်ဖေဒေါက်တာလင်ထုတ်ကဲ့သို့လို့လကားအားလုံးကဖိနှိပ်ခံရတဲ့ရန်တရားပုံစံကတူတူပဲပေါ့အဲ့တော့အဲ့ဒါတွေအကုန်လုံးကိုလည်းကျွန်တော်တို့ကကျွန်တော်နိုင်ငံအတွက်ကျွန်တော်လူမျိုးအတွက်ကျွန်တော်ဘာသာအတွက်ဆိုပြီးတော့ဟာမျိုးတွေမထားဘဲနဲ့ဒီတစ်ခုတည်းရှိတဲ့ကမ္ဘာပေါ်မှာရှိနေတဲ့အရာတွေကိုလည်းကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ support လုပ်ဖို့ပေါ့နော်တသားလေးဖြစ်ဖို့ရည်ကြီးလို့ကျွန်တော်အနေနဲ့ယူဆလို့ဒီနာမည်တွေကျွန်တော်အနေနဲ့ပြောခဲ့တာဖြစ်ပါတယ်ဒီနေ့ဘာကလက်ဟာပဲစုရတာကကိုဆိုင်ပြင်တရုတ်ပြည်ထဲမှာဖန်ခံနေရတဲ့ artist ကောင်းကြံလဲပါတာတွေ့ရတယ်နော်အဲ့တော့ကိုဆိုင်ကလည်းပြီးခဲ့တဲ့နှစ်ကထိုင်းမှာပြပွဲလုပ်တဲ့အချိန်မှာတရုတ်ဆိုးရဖိအားကြောင့်အဲ့ဒီကနေပြေးလာရတယ်ကောင်းကြံကလည်းတရုတ်ဆိုးရကမကြိုက်တဲ့လူတွေဆိုတော့ဒီနေ့ဒီ2026ဒီဘာကလက်ဟာပဲစုကဒီတရုတ်ဆိုးရကမကြိုက်တဲ့လူတွေကိုဒီနှစ်မှာစုပေးတယ်လို့ပြောလို့ရမလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုဆိုင်မြင်လေးနည်းနည်းပြောပေးပါကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့အဲ့မှာ Richard Gere လည်းပါတယ်ပေါ့နော်ကျွန်တော်တို့လည်းအစားမသိဘူးခုနကပြောဖို့ချိန်နေတာက Richard Gere ကိုယ်တိုင်ကလည်းသူ့အနေနဲ့ announcement ပေးဖို့အတွက်လာတာတတ်ပေါ့နော်ပြီးတော့ခုနပြောလို့speaker တယောက်အနေနဲ့လာဖို့ပေါ့နော်တတ်ဖိတ်ခဲ့ရနိုင်ပေမဲ့ तू ကလည်း surprise လောက်ခံလာရတယ်ဆိုတဲ့အနေနဲ့ तू သူ့ရတယ်ဆိုပြီးတော့နောက်ဆုံးကျတော့ကြည်ညာရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကတော့အင်တာမone တာတယ် Richard Gere
ကဲသို့တော့ပုံကိုမျိုးကရရှိရအတွက်ပေါ့နော်ဘာလို့လဲဆိုတော့သူဆိုရင်လည်းသူရှက်ရှက်နောက်ဖြစ်နေတဲ့အချိန်မှာ10 minute လောက်လေဒီစုယူတဲ့အချိန်မှာပေါ့နော်သူလူခွေပိုင်းဆိုင်ရာချိုးဖောက်မှုနဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြောခဲ့တဲ့အတွက်သူကိုလက်တွဲဖြုတ်ခဲ့တဲ့ကျွန်တော်တို့ company ပေါင်းများစွာပေါ့နော်သူတော်တော်ရုံရုပ်ရှင်ဆက်ရိုက်လို့မရတဲ့စိတ်ခေါင်းမှုတွေအများကြီးဖြစ်ခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုပြီးတော့ဒီဘက်ကိစ္စမှာသူပါလို့ပေါ့ဟုတ်တယ်ပြီးတော့ဝေပါတော့ဟုတ်ကဲ့အဲ့တော့အခု dividend ကိစ္စမှာဆိုလဲသူအခုထိကိုပဲတကယ်ကိုပဲရှေ့ဆောင်ပြီးလုပ်နေတဲ့ပုံကိုယ်ထဲမှာလည်းပါပါတယ်ဆိုတော့ဘယ်လို criteria နဲ့ကျွန်တော်ရွေးချယ်ရလဲဆိုတော့ကျွန်တော်အနေနဲ့လည်းမပြောတတ်ဘူးဒါပေမဲ့ကျွန်တော်လောလောဆယ်အခြေအနေကတော့ယဉ်ကျေးမှု institution မှာနော်ကျွန်တော်မှာဘာဖြစ်လဲဆိုတော့ဒီကမ္ဘာလုံးပိုင်းဆိုင်ရာ solidarity oppress လောက်ခံနေရတဲ့community တွေကိုတွားပြီးတော့ solidarity လုံးမိတယ်solidarity ဆိုတဲ့ဥစ္စာတွေကျွန်တော်ဗဇက်ကနေပြောတာမဟုတ်ဘူးเนาะတကယ်တမ်း action နဲ့ကျွန်တော်တို့ဒီစိတ်နဲ့ပြီးတော့တိတိပပလုပ်တယ်ဆိုရင်ကျွန်တော်တို့မှာအကျိုးဆက်ရှိပါတယ်ကျွန်တော်တို့ဆိုရင်အခုဆိုရင်ပေါ့နော်ကျွန်တော်တို့နဲ့တွဲပြီးတော့လုပ်ချင်တဲ့ culture institution တွေအများနဲ့သွားပြီဖြစ်ပါတယ်။အဲဆိုတော့တရုတ်ပြည်မှာရှိနေတဲ့ယဉ်ကျေးမှုပိုင်းဆိုင်ရာကူလူလောက်ကင်နေကြတဲ့ပုံကိုယ်တွေတရုတ်ပြည်က artist တွေနဲ့ကူလူလောက်ကွယ်နေတဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေသူတို့တွေပြီးတော့သူတို့ရဲ့ပေါ့နော်အနုပညာပိုင်းဆိုင်ရာအနုပညာပိုင်းဆိုင်ရာဖောက်တယ်တွေပေါ့နော်ငွေရှင်ကြေးရှင်တွေပေါ့တရုတ်ပြည်ကဒီလိုလူမျိုးတွေနဲ့လက်တွဲဖြုတ်အောင်မှကြောက်တဲ့အတွက်ကျွန်တော်တို့ကို support မပေးတော့တာမျိုးပေါ့နော်ဒါမျိုးတွေခုလေကြုံနေရပါတယ်ဆိုတော့ဒီလိုမျိုး Human Rights Foundation လိုမျိုးအဖွဲ့အစည်းကနေပြီးကျွန်တော်တို့ကို support လုပ်တယ်ကျွန်တော်အနေနဲ့ဒါကသူတို့အနေနဲ့ကလည်းဒါသူတို့အတွက်ရဲရဲနေလို့လည်းပြောရမှာပေါ့နော်အဖွဲ့အစည်းအနေနဲ့ကျွန်တော်တို့ support လုပ်တယ်ဆိုတာဘာလို့ဆိုတော့ကျွန်တော်တို့လူမျိုးကလည်းindividually ကျွန်တော်တို့ရောက်ရှိခဲ့တာမဟုတ်ဒီလိုမျိုးနေရာတစ်ခုကိုရဖို့ဆိုတာကပေါ့နော်လူတွေအများကြီးကနေပြီးတော့ကျွန်တော်တို့ကူညီတယ်ဆိုတဲ့ဥစ္စာနာမည်ကတော့ကျွန်တော်အနေနဲ့ဒါရှိမယ်ဒီစုရတယ်ဆိုတာကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒါနိုင်ငံရေးကျင်းသားတွေနဲ့နိုင်ငံရေးကျင်းသားသားသမီးတွေသူတို့နောက်ဆုံးလုံနိုင်တဲ့ဥစ္စာတွေရလက်တစ်ခုနေရရင်လို့ပဲကျွန်တော်အနေနဲ့ယူဆပါတယ်ကိုဆိုင်ကဒီဘာကလက်ဟာပဲစုကိုရပြီးသွားပြီဆိုတော့ဒီဗမာပြည်ကလူခွင့်ချိုးဖောက်ခံရတဲ့ကိစ္စတွေကိုဒီထက်ပိုပြီးတော့ထဲဝင်ပူပါလာလိမ့်မယ်လို့ထင်တယ်ပေါ့နော်ကိုဆိုင်နောက်ထပ်ကိုဆိုင်ဖေဒေါက်တာလင်းထောလွတ်မြောက်ရေးဒေါက်တာလင်းထောပါဝင်နိုင်ငံရေးကျင်းသားအလုံးလွတ်မြောက်ရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဘယ်လိုကမ်ပိန်းမျိုးဘယ်လိုလှုပ်ရှားမှုတွေဆက်လုပ်သွားဖို့စီစဉ်ထားတာရှိတယ်ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ဘာမှတော့ကျွန်တော်ထူးထူးခြားခြားပို့ပြီးတော့လုပ်ဖြစ်မယ်ရော့ပြီးတော့လုပ်ဖြစ်မယ်မရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုထွက်လာတယ်ဆိုတဲ့အချိန်ကလေးကနေစပြီးတော့ကျွန်တော်မှနောင်နာလည်းမရှိဘူးsurvivor guilt လည်းမရှိဘူးဘာလို့လဲဆိုတော့ကိုကနေပြီးတော့ထွက်ပြီးလာတယ်ဆိုတဲ့အရာကကိုနိုင်ငံရဲ့အခြေအနေပေါ့နော်ကိုနိုင်ငံမှာရှိနေတဲ့လူ့ခွင့်ချိုးဖောက်မှုဒီရဲ့ဟာကိုတက်တိုင်းလောက်ကိုပြောမယ်ပေါ့နော်အဲ့တော့ဂျာနောင်းပြပြောဖို့အတွက်ကျွန်တော်တို့စူးစမ်းရတယ်ပေါ့နော်မြန်မာ Peace Museum အနေနဲ့စူးစမ်းရတယ်အဲ့တော့အခက်ခဲရတော့မျိုးပဲပြောတဲ့စကားတွေကလည်းကျွန်တော်တို့စင်ပေါ်ကနေပြောတာနဲ့စင်ပေါ်မှာမဟုတ်ဘဲနဲ့ပြောခဲ့တာပဲကွာတယ်ဒီ9နှစ်မှာနောက်ဆုံးတော့ကျွန်တော်ပြောတဲ့စကားလုံးကသူတို့စင်တစ်ခုနေရာတစ်ခုပေးတယ်ပေါ့နော်ဘာလဲဆိုတော့အတိုင်းဝိုင်းမျိုးနိုင်ငံမျိုးမှာကျွန်တော်တို့သွားပြီးတော့ advocacy လုပ်ခဲ့ပါတယ်ခါတာကြရင်ကျွန်တော်တို့ gatekeepers တွေကလည်းနိုင်ငံတကာ gatekeepers တွေရှိတာဆိုတဲ့ဥစ္စာကတော့သဘောထားပါရှိတယ်လို့ခါလေကြရင်တော်လန်ရေးတိုင်ဝမ်နေထဲမှာကိုယ်တိုင်ကလည်းဒီ gatekeepers တွေရှိတယ်ပေါ့နော်ဘယ်နိုင်ငံမှာဆိုရင်ဘယ်သူကတော့ဒီ official မြန်မာ official တန်တမန်ပုံစံမျိုးနေရာယူပြီးတော့ကျွန်တော်တို့သွားပြီးတော့လွတ်တော်ကို access လုပ်ဖို့ဆိုရင်လုပ်လို့မရဘူးပေါ့နော်ဒီလိုမျိုးပြောခဲ့ရတာရှိတယ်အဲ့တော့နောက်ဆုံးကျွန်တော်တို့နိုင်ငံရေးချင်းသားပိုင်းဆိုင်ရာကိစ္စကိုပြောခွင့်ရတာဒီ platform ရရှိခဲ့တယ်ပေါ့နော်အဲ့ဒါအတွက်ကျွန်တော်အနေနဲ့
Human Rights Foundation ကိုကျေးဇူးတင်တယ်အခုဒီကျွန်တော်တို့လောက်ခဲ့တယ်ဆိုရဲဒီဘန်ကောက်မှာ sensor လောက်ခဲ့ရတဲ့တရုတ်တန်ရုံကနေပြီး sensor လောက်ခဲ့ရတဲ့exhibition မနေ့ကလောက်ခဲ့တဲ့ exhibition ဟာလည်းအမှန်တကယ်ဆိုရင်တော့ကျွန်တော်တို့ဒီ exhibition ကာလမှာဒီ network တွေတည်ဆောက်မယ်ပေါ့နော်နိုင်ငံတကာသားတွေဖြစ်လို့ရတဲ့ network တွေနိုင်ငံပေါင်းစုံက network တွေတည်ဆောက်ဖို့အတွက်ကျွန်တော် design ဆွဲထားခဲ့တာပေါ့နော်ကျွန်တော်ဟိုနောက်ကိုဖန်လာတယောက်နဲ့ဒါပေမဲ့ဟိုကျွန်တော်တို့ဒီတရုတ်တန်ရုံကနေပြီးဝင်ဟို transnational repression လို့ခေါ်တဲ့နယ်သက်စီးကြော်လွန်တဲ့ဒီဟိုပြစ်မှုတွေပေါ့နော်ဟိုရာဇဝတ်မှုတွေကျူးလွန်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ရုတ်တရက်ထွက်လာခဲ့ရတယ်ပေါ့ဆိုတော့ဒါတွေကြောင့်မလို့ဒါပေမဲ့ဒီဟာတွေကရပ်တန့်သွားမှာမဟုတ်ပါဘူးအခုကျွန်တော်တို့ဆက်ပြီးသွားမယ်လမ်းကြောင်းတွေကလည်းဒီလမ်းကြောင်းတိုင်းဖြစ်ပါတယ်ကျွန်တော်မြန်မာ Peace Museum ဆိုရင်တစ်ချက်ကတော့ဒီ evidence တွေပေါ့နော်ဒီတော်လှန်ရေးလွန်ကာလမှာကျူးလွန်ခဲ့တဲ့လူခွင့်ပိုင်းဆိုင်ရာဒီလူခွင့်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေဒါတွေကိုဒီ Burma VJ ပြီးတော့ Star Myanmar Fresh အစရှိတဲ့ဒီအောက်ခြေနဲ့ပေါ့နော်ဟို ground reality နဲ့ထိတွေ့နေတဲ့ကျွန်တော်တို့ဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဆက်လက်ကောက်ယူမယ်။ဒါပေမဲ့နေ့ကမြန်မာနိုင်ငံမှာရှိနေတဲ့ဒီ democracy movement အတွက်နဲ့ကျွန်တော်နဲ့ပြီးတော့နိုင်ငံတကာမှာရှိနေတဲ့အလားတူ movement တွေနဲ့ဘယ်လိုမျိုးဘုံသဘောဘုံအနေထားတစ်ခုဘယ်လိုတည်ဆောက်မလဲပေါ့နော်။ပြီးတော့အချင်းချင်းဘယ်လိုအပြန်အလှန်ကျွန်တော်တို့ဟိုတရားတဲ့ရက်တည်ကြမလဲပေါ့နော်။စကားနဲ့မဟုတ်ဘဲနဲ့အလုံးနဲ့ပေါ့နော်ပြီးတတဲ့အနေနဲ့ကြတော့မြန်မာနိုင်ငံမှာရှိနေတဲ့ဒီဟို creative ဖြစ်ဟိုပေါ့နော်မြန်မာနိုင်ငံမှာရှိနေတဲ့အမှုပညာပိုင်းဆိုင်ရာဒီဟိုကျွန်တော်တို့လောက်ကင်နေကြတဲ့ပုံကိုယ်တွေရှိတယ်သူတို့တွေရဲ့ platform ကလည်းပျောက်သွားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ platform တစ်ခုပေးပြီးတော့သူတို့ဒီဒေါ်လာရေး2021အလွန်ကာလမှာဟိုဒီလက်ရှိအရှိတရားကိုထုတ်ပြီးတော့အနုပညာတစင်ပြောနေတဲ့ပုံကိုယ်တွေကိုလည်းဘယ်လို platform ပေးမလဲပေါ့ဒါတွေကိုဆက်ပြီးတော့ပဲကျွန်တော်တို့လုပ်သွားမှာပါအဲ့တော့ဟိုထပ်ပြီးတော့ကျွန်တော်တို့ support လုပ်ချင်တဲ့အဖွဲ့အစည်းတွေရှိနေကျွန်တော်တို့ website နဲ့ဆက်သွယ်လို့ရပါတယ်အားလုံးဖိတ်ခေါ်ပါတယ်Burma PG Media စကားဝိုင်းမှာစိတ်ရှည်လက်ရှည်လာဖြေကြားပေးတဲ့အတွက် Burma PG Media ကိုစားကျေးဇူးတင်ကြောင်းပြောပြရစီဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့